Geneva Convention ဆိုတာစစ်ပွဲအတွက်လိုက်နာရမယ့်စီကံနဲ့ကျင့်ဝတ်တွေတင်မဟုတ်ပါဘူးလူသားဆန်မှုအတွက်အစီအမံတစ်ခုပဲဖြစ်ပါတယ်ကျမတို့အနာဂတ်အတွက်လူသားတိုင်းရဲ့အသက်နဲ့ခန္ဓာကိုယ်ကိုတန်ဖိုးထားဖို့အားလုံးမှာတာဝန်ရှိပါတယ်အခုမြင်တွေ့နေရတဲ့ဖြစ်စဉ်တဲ့အခြေအနေတွေဟာလူသားတွေကိုယ်တိုင်ရေးဆွဲထားတဲ့စစ်ဥပဒေတွေကိုအပြည့်အဝမလိုက်နာနိုင်သေးဘူးဆိုတာကိုတတိပေးနေပါတယ်ဆုံးရှုံးသွားတဲ့အင်္ဂါအစိတ်ပိုင်းတိုင်းအတွက်အားလုံးမှာတာဝန်ရှိတယ်ဆိုတာကိုပြသနေတာပါစစ်ပွဲရဲ့ဆူညံတန်တွေကြားမှာလူသားတွေပေးဆက်ရတဲ့တန်ဖိုးဟာဆုံးရှုံးသွားတဲ့အသက်တွေနဲ့တည်းမပြီးဆုံးပါဘူးတရင်ကောင်းစင်တွေရဲ့အလွန်စစ်မြေပြင်တွေရဲ့အလွန်မှာထာဝရပြောင်းလဲသွားတဲ့အနာဂတ်တွေခြေမွသွားတဲ့ခန္ဓာကိုယ်တွေဆွလွတ်လိုက်ရတဲ့အိမ်မက်တွေနဲ့နေ့စဉ်ရုန်းကန်နေရတဲ့လူသားတွေရဲ့ဘဝတွေရှိနေပါတယ်မြုပ်ထားတော့မတည်တော့မြေမြုပ်မှာရမင်းမလေးတော့ဒါကတော့ဦးအကျင်ပါတစ်ချိန်ကတက်ကြွဖြက်လက်ပြီးမိသားစုတောင်းဝင်တွေကိုစွန်းစွန်းတမန်ထမ်းဆောင်နေတဲ့ဖခင်ကြီးပဲဖြစ်ပါတယ်ခဏတာအတွင်းမှာပဲဦးအကျင်ရဲ့ဘဝဟာပြောင်းပြန်လည်ပြစ်ချင်းခံလိုက်ရပါတယ်တိတ်ဆိတ်တဲ့လူတက်တမဖြစ်တဲ့မြေမြုပ်မိုင်းဟာဦးအကျင်ခြေတော်တစ်ဖက်ကိုလူယူတွားခဲ့ပါတယ်အဲ့လမ်းကများသွားတော့အများကြီးတောင်သွားရတယ်ပုံမှန်လူသွားလမ်းမယ်ပုံမှန်လူသွားလမ်းပုံမှန်သွားလမ်းတယ်ဒီဦးလေးတော့ပြင်သွားမှာတော့တန်းနေနွားကြောင်သွားရင်လည်းနွားသားပြေတယ်တော့အပေးမှာရွာနွားတွေသားပြေတော့သူတို့ကကိုယ်နွားကိုပြင်တော့ရှာကြည့်တဲ့သဘောပဲတော့ရှာကြည့်တယ်နွားလည်းထိနွားတွေလည်းဖြစ်ဒါအပြင်ကိုကန်တန်နဲ့ PDF ကိုတော်လန်ရေးပူပေါင်းတက်တို့ကရွာနီးနားမှာဒရုန်းတပ်စကန်ထိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကိုလည်းအလူးလဲခံခဲ့ရတယ်လို့ဆိုပါတယ်။စားရတဲ့ချင်းအကြီးကြီးပဲ။ကြီးပဲမမ။တန်ပြထူထူကြီးနဲ့အကြီးကြီး။စားရပဲလေ။900ပေါင်လို့ပြောတယ်။ကျန်တဲ့ဟာလည်းမရှိတော့ဘူး။ဝိုင်းချင်လို့ပဲမြေမြုပ်မိုင်းကြောင့်ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့လက်နက်ကြီးစမှန်တာကြောင့်ကိုလက်အင်္ကာတွေဆုံးရှုံးခဲ့ရတဲ့သူတွေနောက်ထပ်ကျန်ရှိနေပါသေးတယ်။ဘယ်ခါလုံးခန်းပြီးဒီနေ့ဒီကဒီလိုမျိုးဒီကဒီလိုချင်လာခုI said to him like so. Yeah, upon maybe my mind. You know, the go my people. Come up when the you can I say nearly the loma in a bad mà chú ta chỉ mà lên thì mà nó cho chơi nó cho chi liền giá đấy nó cho qua đi mà nàyပฏิပက္ခတွေအလွန်စစ်ပွဲတွေအလွန်မှာအခုလိုခြေလက်အင်္ဂါတွေဆုံးရှုံးခဲ့ရပေမဲ့မိသည့်အဖွဲ့အစည်းကမှထောက်ပံ့ကြေးတစ်စုံတရာကူညီပေးတာမျိုးမရှိဘူးလို့ဒေတာခန်တွေကပြောပါတယ်我这边打过来，这边开到。我这边破平车打过去嘛，来这边花嘛，花了嘛。哦，是。估计他这就的，还能这样的。Geneva Convention အရလက်နက်ကိုင်ပဋိပက္ခအတွင်းမှာအရက်သားတွေကိုအကာအကွယ်ပေးဖို့ဆိုတာစစ်ပွဲရဲ့စီကံနဲ့ကျုံဝတ်တစ်ခုပါပဲဘလို့ချင်းဒီမျိုးမှမဆိုလူသားဆန်မှုကိုဦးစားပေးရမယ်လို့ပြဋ္ဌာန်းထားပေမဲ့လက်နက်ကိုင်တွေဖက်ကတနည်းတစ်ဖုံနဲ့ကျွလွန်နေကြတာကိုတွေ့ရှိရပါတယ်အဓိကအချက်တွေဖြစ်တဲ့ကလေးငယ်တွေ
အမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့မတန်ဆွမ်းသူတွေကိုဂရုစိုက်ဆောင်ရှောက်ရပါမယ်အထူးသဖြင့်ကလေးငယ်တွေရဲ့ပညာသင်ကြားခွင့်နဲ့ဘေးကင်းလုံခြုံမှုကိုအလေးထားရမှာပဲဖြစ်ပါတယ်